ဒီအသီးလေးနဲ့တူတူတောင်ပေါ်ကငယ်ဘွားမှတ်တရတွေရှိခဲ့ဘူးလားဒီနေ့ညနေလမ်းပတ်လျှောက်ရင်းနဲ့လမ်းမှာဘာပင်လေးတွေ့တယ်လို့ထင်လဲတောင်ပေါ်မှာကြီးတဲ့သူတွေရဲ့ငယ်ဘွားအမှတ်တရတွေကတခုဆိုရင်လည်းမမှားပါဘူး။နွေရာသီမှာပဲတွေ့ရတဲ့အသီးဆိုတော့ဒီအသီးလေးကိုစားလိုက်ရလို့ရှိရင်လေနွေရာသီကျောင်းပိတ်ရက်တွေကိုပြန်ရောက်သွားတယ်လို့ခံစားရတယ်။ရှမ်းပြည်ကိုလာလေတဲ့အခါဈေးထဲမှာချင်းတောင်းလေးနဲ့ရောင်းနေတာကိုတွေ့ဖူးကြမှာပေါ့နော်။ကြီးတော့ဒါလေချင်းတောင်းလေးနဲ့ကြီးလို့လှအသီးလားတကယ်ခူးတဲ့အခါမှာလေလက်ကိုစူးတယ်သူများတွေကတော့ဘလို့ခေါ်ကြလဲတော့မသိဘူးပေါ့နော်ကျမကတော့ငငယ်ကနေရလေငါးဥလေးနဲ့တူလို့ငါးဥသီးလို့ခေါ်တာတချို့ကတော့စူးသီးလို့လည်းခေါ်တယ်အပင်မှာလည်းစူးတွေအများကြီးပဲလေကျမစားပြတယ်လို့အပင်ကနေဓာတ်ရိုက်ခူးပြီးစားဖို့တော့လူတိုင်းအတွက်တော့မသင့်တော်ဘူးပေါ့နော်အယောင်ရင်းလာနဲ့ပို့ချိုလာတာမို့လို့သူ့ထဲမှာပြွက်စိတ်လေးတွေကစုနေတတ်တယ်အဲဒါကြောင့်မို့လို့မစားခင်မှာရေဆေးတာတော့အကောင်းဆုံးပါဒီအသီးက berry တီမျိုးနွယ်ဝင်ဖြစ်ပြီးတော့ yellow Himalayan raspberry လို့လည်းခေါ်ကြပါတယ်ကျမတို့မြန်မာနိုင်ငံရဲ့တောင်ပေါ်ဒေသတွေမှာလည်းမဟုတ်ဘဲနဲ့အိန္ဒိယနီပေါနဲ့ဗီယက်နမ်နိုင်ငံတွေရဲ့တောင်ပေါ်ဒေသတွေမှာလည်းပေါက်တာကိုတွေ့ရမှာပါ golden evergreen raspberry လို့လည်းခေါ်ကြပါတယ်ဒီအသီးလေးတွေကစားလို့ကောင်းရုံနဲ့မဟုတ်ဘဲနဲ့ကျန်းမာရေးအတွက်ထောက်ကူပြုတဲ့ antioxidant နဲ့ vitamin C တွေလည်းအများကြီးကျွေးဝပါတယ်တောထဲမှာအလေးကျပေါက်တာမို့လို့အသုံးဝင်လို့ထင်တော့မှားကြီးမှားသွားပါလိမ့်မယ်သူ့ရဲ့အပင်နဲ့အမြင့်အခောက်တွေကိုဆေးဖော်တဲ့နေရာမှာလည်းအသုံးပြုကြပါသေးတယ်တဲ့ခုဆိုရင်ငယ်ဘွားမှတ်တရတွေရောဘ ഹു တုတတွေရောနည်းနည်းများတော့ရရှိသွားမယ်လို့ထင်ပါတယ်တောင်ပေါ်ဒေသတွေကိုသွားလေတဲ့အခါဒီပင်လေးကိုတွေ့ရင်ကြော်မသွားနဲ့တော့နော်ဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ဖို့အတွက် follow နှိပ်ဖို့မမေ့ခဲ့ကြနဲ့အောင်နော်ငယ်ဘွားမှတ်တရလေးတွေကိုလည်းပြောပြသွားကြပါအောင်ရှင်